ခုပြောပြမယ်နော်တချို့လူတွေအလောက်ကနေထွက်သွားတာတထေးမောင်းထုတ်လို့မဟုတ်ဘူးသူ့ဘာသူထွက်သွားတာဘာကြောက်လဲသိလားအလောက်ကိုပြင်းလို့မဟုတ်ဘူးနော်အလောက်ကိုစိတ်ဝင်စားလို့လည်းမဟုတ်ဘူးအဲ့ဒီအလောက်ထဲမှာရှိနေတဲ့အတူတူလုတ်ဖို့ကင်ဘတ်တွေရဲ့စောက်ချိုးကြိုက်လို့ထွက်သွားကြတာအခုခေတ်မှာတော့သိရမလားကပ်ဖာရက်ဖာလုတ်တက်တဲ့လူတွေကတော့အေးဆေးနေရပြီးတော့အမှန်တရားမျက်နှာတဲ့လူတွေကတော့ဘေးရောက်နေတဲ့ခေတ်ပေါ့ဟိုမြန်မာစကားပုံတိုင်းပဲမှန်တာပြောရင်ရွာပြင်ရောက်တတ်တယ်တဲ့